ကဲထမင်းစားမိန်ရှင်ရတော့ဒီလိုလေးသာချက်စားကြည့်လိုက်တော့သေးတို့ရေအနမ်းမှုမွေးရှိုရှိုလေးနေစားလို့ရန်အကောင်လို့ဆိုရတော့ထမင်းနံပါတ်ကတော့စားလိုက်ပါတယ်ရှင်ဒီဟင်းလေးကလုံးရတာလွေကူယူရှင်ပြီးစားလို့ရန်ကောင်းပါတယ်ကဲပန်းကိုပြီးကိုတခြားဖေထားပြီးတခြားပေးသုံးပါမယ်သေးတို့ရေကိုကြိုက်တဲ့အသည့်အရွေးဘေဟာနဲ့မဆိုကြိုးစားလို့ကောင်းပါတယ်ဆိုတော့အိမ်မှာရှိတာလေးတွေကိုနေနေစီယူထည့်လိုက်ပါတယ်ငရုတ်အပွားသီးပါရင်တော့ဟင်းနံလေးကပိုပြီးမှုေးတာပေါ့နော်အကောင်လုံးလှီးပြီးသွားပြီဆိုရင်တော့ရေတစ်ထက်ဆေးပြီးစားရည်လေးနဲ့စိုင်ထားလိုက်ပါမယ်ပြီးရင်ဝတ်သားကိုပပလေးလှီးထားလိုက်ပါမယ်အသားကများနေတာကြောင့်နောက်နေ့ထမင်းပေးကြိုကြိုရှိုင်ပုံပေးကြိုကြိုနည်းနည်းလေးဖိထားလိုက်ပါတယ်ပြီးရင်လှီးထားတဲ့အသားတွေကိုစားစနွဲအရှုံးမှုထည့်ပြီးနေထားလိုက်ပါမယ်ကဲအကောင်လုံးအစံသင်းဖြစ်ပြီဆိုရင်ကြိုပါတော့မယ်စီပူလာပြီဆိုရင်ကြည့်တုံဖြူကျဲပပလှီးထားတာလေးတွေကိုအရင်ထည့်ကြိုပါမယ်ပြီးရင်တကြားကိုဟင်းစောစုံတစ်စုံထည့်ပါတယ်ပြီးမှဝတ်သားကိုထည့်ပြီးတော့2မိနစ်လောက်ကြိုထားလိုက်ပါမယ်ကြိုထားတဲ့အသားကအခုလိုအနေထားရောက်ပြီဆိုရင်ရေနွေးလောင်းထည့်ပြီးတော့မိအနေတို့လေးနဲ့10မိနစ်လောက်ချစ်ထားပါတယ်ကဲချစ်ထားတဲ့အသားကဂျင်းနဲ့မှုမွေးလေးနဲ့နုံးဤသွားပြီဆိုရင်လှီးထားတာလေးတွေကိုထည့်ပါမယ်ကျစ်တုံရဲ့ငရုတ်သီးဆိုင်ရဲ့အသီးနှံတွေအကုန်လုံးထည့်လိုက်ပါမယ်ပြီးရင်တော့ခရုစီထည့်မယ်ပင်းငံပြရဲ့အကျေးငံပြရဲ့ထည့်ပြီးတော့သမအောင်မှွေထားလိုက်ပါမယ်အသီးနှံလေးတွေကိုမမလေးစားရှင်ရင်တော့အဖုံမအုပ်ပေးနေထားပါဆိုတော့နည်းနည်းအီလေးစားရှင်တာနဲ့အဖုံလေးခဏလေးအုပ်လိုက်ပါတယ်ကျုံနေတုံးလေးမှာအနံ့လေးကရမ်းမှွေးပါတယ်ရှင်ကဲဒါဆိုရင်တော့ရမ်းစားကောင်းတဲ့အသီးရွေးစုံကြိုလေးကိုသုံးဆောင်လို့ရပါပြီဒီဟင်းလေးကိုကြိုက်ရင်တော့အိမ်မှာလေးစွမ်းပြလို့ရအောင်လိုက်ရန်ရှေ့လေးလောက်ထပ်ပေးနော်ဆိုရဲ့ဗီဒီယိုကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်